အားလုံးပဲမြင်လာပါရှင် Academy Teaching ရန်ကုန်မှာချိန်ဆပါရရှင်ဒီနေ့မှာတော့ကာကြီးမာသင်ငယ်စာရဲ့အပိုင်း9လေးကိုဆက်လက်ပြီးရှင်းပြပေးပါမှာဖြစ်ပါတယ်ရှင်ဒါလေးကိုကြတော့ပထမဆုံးစကားလုံးကကြတော့ပေါ့နော်ပါဆောက်လို့ပြောထားပါတယ်ပါဆောက်ကဒီလေးတစ်ချုပ်ဝိုင်းမယ်ဒီလေးတစ်ချုပ်ဝိုင်းဒါဆိုလို့ရှိရင်ဒီချဲတော့ဝိုင်းနေတယ်မှလာလေးပါဆောက်ထွက်သွားပြီပေါ့နော်ဒီကြပြီးပေါ့ဗာဒီလေးတစ်ချုပ်ဝိုင်းမယ်ဒီလေးတစ်ချုပ်ဝိုင်းဒါလေးကပါဆောက်အကဲနောက်တစ်ဖောက်ထုတ်ထုတ်ကလွယ်လေးပဲပါဆောက်ရေးတက်ပြီဆိုလို့ရှိရင်ပါဆောက်လေးထဲမှာချဲတော့အဆန်လေးထည့်လိုက်ရင်ဖောက်ထုတ်ဖြစ်သွားပါပြီနော်ပါဆောက်ဖောက်ထုတ်ခုဘလက်ချိုင်လေးထိုးပြီးတော့ပဲပါဆောက်လေးရေးလိုက်မယ်ပြီးရင်အပေါ်မှာအဝိုက်ကလေးထည့်လိုက်နော်ပါဆောက်တစ်လုံးရေးတဲ့ရုံနဲ့ချဲတော့တစ်လုံးတောင်းရေးလိုက်ရပါတော့ပါဆောက်ဖောက်ထုတ်လေးအပေါ်မှာအထဲထဲမှာအဆန်လေးထည့်မယ်ဘလက်ချိုင်ရကြတော့အဝိုက်ကလေးထည့်မယ်နောက်တစ်ခါကျတော့ဘာကုန်းကကျတော့တစ်ချက်လို့တစ်တော့မဟုတ်တက်လေးရေးလိုက်မယ်မြန်မာလိုတက်ကလေးပေါ့နော်ပြီးသူ့ဘေးနားလေးမှာချက်လို့ဘာငယ်ကြီးဆွဲလိုက်တဲ့အခါကျရင်ဘာကုန်းဆွဲပုံဆွဲပြီးထွက်သွားပြီဘာကုန်းတက်လေးရေးမယ်ပြီးရင်အပေါ်မှာ white လိုက်မယ်ဒါလေးကကျတော့ဘာကုန်းโอเคနောက်တစ်ခုကကျတော့မကြတော့ခုနအတိုင်းပဲပါဆောက်ဆွဲမယ်ဆွဲပြီးတော့လို့ရှိရင်သူကအတွင်းထဲမှာအဆန်ထည့်မယ်ဖောက်ထောကကြတော့ဘယ်လိုရေးလဲဆိုတော့ဘေးနားလေးမှာအဆန်ထည့်တယ်မကကြတော့အတွင်းထဲမှာအဆန်ထည့်တယ်ဆိုဒီ line ရဆိုလို့ရှိရင်ဒီချက်တော့ပါဆောက်ကလေးတစ်ခုရေးတဲ့ရောင်နဲ့ပေါ့နော်ကျန်တဲ့ပြီးဟိုပါအော်တိုတည်သွားပြီနော်ဒါဆိုလို့ရှိရင်မတူပဲကွဲနေတာဆိုလို့ဒီဘာကုန်းတစ်ခုပဲရှိတယ်ဒါဆိုလို့ရှိရင်ဒီချက်တော့အစနေပြီးတော့ပြန်ပြောချင်တယ်ဆိုလို့ရှိရင်ပါဆောက်ဖောက်ထုတ်ဘာလို့ချိုက်ဘာကုန်းမဒီမကကြတော့တချို့လို့မြန်မာလိုဆိုလို့ရှိရင်ခုထက်အကြီးတွေဆိုလို့ရှိရင်ခုထက်အကြီးတွေဆိုရင်မလို့ခေါ်တယ်မနော်အဲ့ဒီမကိုတချို့တော့မာယေမနော်မနှစ်ခုပေါင်းလိုက်တဲ့အခါကျလို့ရှိရင်တချို့တော့အကြီးကိုခေါ်တယ်မဖြစ်သွားတယ်နော်ဒါဆိုလို့ရှိရင်တချို့တို့ဒီသင်္ကန်းသားတွေမှာဆိုလို့ရှိရင်ပါဆောက်ဖောက်ထုတ်ဘလက်ချိုက်ပါကုန်းမဒီရလေး၅လုံးကိုသုံးပုံသုံးပြီးသိသွားပါပြီ။ဒါဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာအလုံးစုံအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ဆုံးသိရှိမိတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။